ရှာရောက်လာမယ်အနေမောင်မိတ်စာကောင်းများရင်ဆိုင်ကတိုက်ခိုက်ဖေရှာအောင်နိုင်သူရှာတဲ့ယောက်ျားကံဘီရာမတေငါတေငါတေဟဲ့မတယ်ဟာနင်းဟမှာလားငါတီကိုတွေ့ရင်ဒီကိုသွားရှာတော့ကွက်တိပဲနင်းဒီမှာဘာလာလို့ကျုပ်ဒီကုသင်းညရင်လာကြည့်ညာလေဒီနေရာကိုရောက်လို့ရှိရင်ကျုပ်လွမ်းတယ်လို့စေးတယ်လို့ခံစားနေရတယ်ဒီဥစ္စာဟိုးရှေ့တော့ခေါလွဲမေကိုလိုကြီးရဲ့ကုသင်းညမင်းတော့မဆိုင်ဆိုင်တာမဆိုင်တာတော့ကျွန်တော်လည်းမသိတော့ဘူးဗျာဒါပေမဲ့ဒီကုသင်းညကြီးနဲ့ကျွန်တော်နဲ့ဆက်ဆက်မှုရှိရလို့ကျွန်တော်ခံစားရတယ်ဗျကဲငတိမင်းရဲ့ယူးကြောင်ကြောင်ကိစ္စတွေထားလိုက်သိလားငါလေထဲမှာအလုပ်တွေရှုပ်ပြီလို့ငါမင်းကိုလာရှာတာငါနေစားကပေးမယ်ကွာငါနဲ့လိုက်ခဲ့တယ်နော်ကျွန်တော်အဲ့ဒါမလုပ်ချင်ဘူးဗျာစိတ်လည်းမဝင်တော့ပြီးတော့ငွေရှိမှဘဝကိုရက်တီလို့ရတာကွာအခုလည်းဒီတိုင်းရက်တီလို့ရတာပဲလို့ချင်မဟုတ်ဗျာ好像可以，小子担心了我没来用那样。哎，来呗来呗，俺看上。我们那个地方。妹个，俺说为了快妈妈骗妹，还妹个那路没呀不？我说原来路多快多。俺说你不差钱。没啥，没啥，还没啥，还没啥，还没啥，没啥，还没啥，还没啥，没啥。哎，停下吧！好嘛好嘛好。老三，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 老三。啊，美丽，来。老三，不进来了，老三。没事，没进来了，没事。老三，人家跑了呀！老三，人家把你哪路？啊？好，过来。你现在没到你身上的了。来，这些是你的啊！你在那路别呀么嘞？外面嘛呀嘛，哇！你说你这是我没经验了呀？是呀，ông bà，你都别问不了，门台不啦。သူ့မနိုင်လို့သူ့ဆရာကိုသွားခေါ်နေတာဗောဗျဟောဟိုမှာလာနေပြီတော်တော်ချမ်းမဲ့ပုံမှာ
အောင်ပါရမ်းဆိုင်好的哎什么的都别讲真的不一样啊没白嘛没表呢不好这没有报题啊别个在讲嘛拉多一点ဆရာကြီးကျွန်တော်လုပ်ပြီးလို့ရမယ်这多一个诶မင်းတော့ပေးရတခုတော့ချိုးမှထားမယ်ဘယောကောင်ပက်ပြီးတာနဲ့ငါရှင်ညပြန်လာခဲ့ဟုတ်ကဲ့ဆရာကြီးတော့ဆမ်းမနေပါလေဆောမင်းပါကောင်းတယ်โอ้မင်းကငါ့ကိုအားခံနေတယ်ပေါ့လေခေါင်းကိုတင်ကြနာဘာဝရီငါခိုင်းလာလို့ငါဆေးရတော့နင်တို့အစွမ်းကိုငါကိုပေးဘုံဘုံမင်းဘာကောင်းလဲစားချင်တာစားပြီးပြီ။နောင်ဒီလိုလောက်ရမျိုးမလုံးဝလက်မခံ။ဒီလိုလောက်ရမျိုးထပ်လို့ရင်မင်းကိုသေအောင်သတ်မယ်။ဘာရန်တရိုက်ပြုတ်ပေါ့ပြမယ်။နားလေလား။နားလေရင်ဒီရောက်ကုန်တွေကအခုထွက်သွား။အခုထွက်သွား။ခေါ်ပါလေ။ကိစ္စတော့ပြီးသွားတယ်ဒီတကမရဲ့နာရေးကိုသာဆောင်ရွက်ကြပြီတော့မဆန်းကိစ္စရှင်းပြရတဲ့ကျေးဇူးတင်ပါတယ်ဆရာကြီးအခုလဲရွာသားတွေနိုင်ကိစ္စလုပ်နေလို့အဲဝတ်မပြုတ်နဲ့တောင်းပန်ပါတယ်နော်ဆရာစိတ်ထမှာဆရာကြီးဟာကျွန်တော်ဆိုလုံးဝမနိုင်တော့ဆရာကြီးကယ်ပြီလို့ဗောတတဝါရီရဲ့ဒုက္ခကိုကယ်ဖို့အတွက်ဒီပညာကိုပေါအောင်လိုက်စားလာတာအခြေသိမရှိတော့ကျုပ်ပြန်တော့ဟောခုနငါ့ကိုကူညီခဲ့တယ်နင်ကဘာလုပ်လို့တော့အဲ့ဒါကျွမ်းရွာသောဆရာကြီးဟာ ချောက်တော့ရွာသောဟုတ်ဒီကောင်ကသူမလုပ်တော့ဘာမှမရှိဘူးသူမလုပ်တာတခုပဲရှိဘာများလဲကွာပတ်ဆိုင်ရမယ်ကိစ္စမင်းကတော့လူရှိသူရှိရောက်လို့ရှိရင်ငါ့အချုံထဲမှာဒီလိုဆရာကြီးကျွန်တော်တခြားသူတွေလိုမျိုးလေအလုတ်ကိုင်းလို့ကျွန်တော်မလုပ်ချင်ဆရာကြီးတို့လိုမျိုးတက်တဝါကြီးကဲတဲ့အလုပ်မျိုးကျွန်တော်လုပ်ချင်တာဆရာကောင်းနဲ့မတွေ့တယ်လို့အဲ့လိုအပြောခံနေရဆရာကြီးကျွန်တော်ကအာခါလူပါလားကွာကဲမင်းဒီနာခဏလာသားကွာအောင်မရှုပ်ရတယ်ဟုတ်မင်းညာပဲလို့ပေါ့ဆရာကြီးပြန်မင်းမွေးတက်ကြီးပြောစမ်း1340ဘာအောင်လားဒီနေ့မင်းငါနဲ့လိုက်ဗျာလိုက်တာတော့ငတိမတော်ဆရာကြီးကပြင်တော့စုံအောင်မရဘူးကွာမင်းကသားပါတယ်ကွာဒီကောင်ကတကောင်ကျွဲတဲ့ဆရာကြီးသူ့မိဘတွေကငငယ်လေးကဆုံးသွားတာငတိလိုက်တော့ကွာ
လိုက်မယ်ဆရာကြီးကြိုက်သွားပြီကွာဒီနေ့ကစပြီးမင်းတို့ရွာမှာဆရာကောင်းတယောက်ထွက်ပြီလို့မှတ်လိုက်ပြီတော့ကွာဘာမြေပေါ်ချရောက်လာမယ်အနေမောင်မိတ်စာကောင်းများရင်ဆိုင်ကတိုက်ခိုက်ပေရှာအောင်နိုင်သူရှာတဲ့ယောက်ျားကံပြီးရမသေးငါသေးငါသေးစိတ်တင်လေးနဲ့လက်ချပြီးကြရပြောခဲ့ဖြစ်လို့ရစိတ်တင်ရဆိုင်တမိုင်းတင်လောက်တဲ့လူရကံမီရာမတေခီးလန်းရတယ်ကျန်တော့ဆရာကြီးတို့ပင်ပန်းနေပြီပေါ့ဒီနားတစ်ဝိုက်မှာရေလေးပါလေးများရမလားလို့ကျွန်တော်သွားရှာလိုက်အောင်ဗျာကောင်းတယ်ကွာကောင်းဟုတ်ခက်ခက်သွားရှာဆရာအားလုံးကဒီကောင်ကဆရာဖြစ်နေသိကြရလဲဆရာဘာဖြစ်လို့မေးတာဒီကောင်ကရောင်ထောက်စီရွာမှာဘာမှအလုပ်လုပ်တော့ဖြစ်မရှိတဲ့ကောင်ဟဲ့အောင်ပါမင်းနားမလဲသူနေစမ်းငါဆရာညာအကျိုးမရှိဘာမှမလုပ်ခုခေါ်လာတဲ့ငတီဆိုတဲ့ကောင်တိုက်စေကွာတိုက်စေသူ့စားတော့အစစ်ကြည့်ပြီတိုက်စေကဘာလို့မင်းအဲ့တော့တုံးငါအောင်မရဒီကောင်ကတိုက်စေဆိုသူ့ကအတုံးချရမယ်အရင်ဆုံးတော့ဘယ်တိုက်ကလာတယ်ဆိုတာကျူးစာကြည့်ရတာပေါ့ကွာငါဆရာညာအမေကွင်းကိုခွေနေကိုနေတင်းကြိုင်ကိုကိုအပိုင်စားရရှိထားတဲ့ဆိုင်ရာပိုင်ရာပေါင်းတို့ငါခိုင်းလာလို့ငါဆရာတော့လာမစေနဲ့တင်တို့စေတသိမ့်မလို့ဟဲ့အချွေးချမရှိငါလူချင်းတယ်ငါဤခေါ်ငါတေးငါမျက်လုံးကိုတေးကြစိုက်ချစားငါမျက်လုံးကိုတေးကြစိုက်ချစားမင်းမလို့ငါပိုင်မင်းမလို့အာယုံကိုငါပိုင်မင်းမျက်လုံးကိုဖြည်းဖြည်းပိတ်လိုက်
စကစိမ့်မင်းသမီးရဲ့ညီမတော်နန်းနုတွေတို့နဲ့အတူဟောဒီရွှေကူကြီးမောင်နှမတိုက်ကိုစောင့်ထုတ်တဲ့ဖြစ်နေတယ်ဟောဒီရွှေကူကြီးမောင်နှမတိုက်ကိုစောင့်ထုတ်တဲ့အတွက်စောင့်ရှောက်ထားတဲ့ရင်နာတိုက်ဒီရွှေချောင်းနိုင်ချင်တာဒီလိုမိစ္ဆာကိုနှိမ်နေမို့ရွှေကူကြီးမောင်နှမတိုက်ကိုစောင့်ရှောက်တဲ့ဖြစ်နေဟာဟာဟာဒီမှာဒီကောင်ရွှေကူကြီးတိုက်ကလာတဲ့ကောင်ကွာအခုရွှေကူကြီးတိုက်ရှိတဲ့နေရာကိုငါသိလိုက်ပြီကွာဒါဆိုဟာဒီကောင်ကိုအသုံးချပြီးရွှေကူကြီးတိုက်ကိုတူးလိုက်ရရှိကြတာပေါ့ကွာဆရာကြီးတော့ဒီလိုသိနေတာအဲ့ဒီကောင်ကမသိတော့ဘူးအောင်ပါမင်းတော်တုံးတာလေဒီကောင်သိလည်းမသိသိလာစရာအကြောင်းလည်းမရှိဘူးဒီကိစ္စနဲ့ပတ်သက်တာမှန်တယ်ဒီကောက်ကုန်းတွေကအကုန်မေးပြောက်သွားအောင်ရင်ငါခိုင်းတာလို့ငါစေသမျှနာခံရအောင်ရဲ့လို့အပင်းသွင်းလိုက်ရုံပဲရှိတော့တာပေါ့ငါဆရာညာအမေပင်ချိန်ဆောင်မဖဲဝါနေကွာအောက်လောကစားအမောင်သားတို့နာခံစီဘိုက်သားငတိသူ့တိုက်ဆက်နေကွာရွှေကူကြီးရတနာတိုက်ကြောက်စိုးစင်မြမသိရအောင်ဝိုင်းကြလို့တိုင်းကြလို့မှန်းကြလို့ဒါပြေငါခိုင်းသမျှတော့စေသမျှအောင်ငါစိတ်နဲ့သူ့ကိုလိုတလိုချုပ်ကိုင်နိုင်စေဖို့ဒီလိုချုပ်ကိုင်လိုက်ကြစမ်းတောင်းလိုက်ပြီတောင်းလိုက်စမ်းတောင်းလိုက်ငတေမင်းကိုငါပိုင်သွားပြီငါခိုင်းတာလို့ငါစေးတာအောင်စေရမယ်ငါကြုံဖြစ်သွားပြီအစမ်းသဘောအနေနဲ့ငတေဟိုတစ်ပင်ကိုကောင်းနေပြေးဆောင်စမ်းပြေးဆောင်စမ်း
ဘာမှမပြောပါတွေ့ရလိမ့်မယ်ရှေ့ဆောင်ဒီကြောင့်တွေ့ရမယ်ဝရဝရီယုခီနာတိမီကောအော်ဝရဝရီယုခီနာတိမီကောအတိချေကရာနီတော့ရွှေကူကြီးမမတာပေါ်စီကင်းဒီမြင်းစေရွှေကူကြီးမမတာပေါ်စီကင်းစေမြင်းစေအော်ဆရာညာနဲ့ကြာမှာချင်းတင်းတင်းပေါ်ပြီးတော့လာဘူးမကြည့်အဲ့ထဲဝင်ရဆရာဆိုဆရာမဒါပါလားမနာဘူးနဲ့ရရစားဒီမောညလာငါဒီကတိုက်ထဲတခါဆောင်ဖြစ်ပြီတဲ့လူဆိုလူမလူအန်တာငါတော့တိုက်ပဲဝင်ခဏအခုတော့ဆောက်ဒီမှာနင်းလို့တိုက်ထဲတခါဆောင်ဖြစ်နေများငါ့ကိုရရစားတာတားလို့ရမယ်ဖြစ်လားဒီမဲဆရာမရဲ့ငါဒီဟောဒီရွှေကူကြီးမောင်နှမတိုက်အတွင်းတို့မတတ်ဆန်လူတွေညုံမောင်ညဝင်လို့မရတစ္ဆာဆိုတာဖြစ်ပြီငါတက်တဲ့တော့မှတင်းတိုင်နေလို့ဝင်လို့မရစေရအော်ဒီလိုလားဆရာညာရဲ့ဆွမ်းပြရသေးတာပေါ့ကွာဒီနာတို့ဆွမ်းထက်တယ်ဆရာညာရဲ့ကိုယ်တင်ကြိုင်ကြော့ခွင့်တာနိခါရခါမလို့ကဲအဲ့ဆောင်တကယ်ဆောင်အရှင်းအောင်နေငါကိုယ်နဲ့ညှို့ခွင့်မထူတော့ပါလားရတယ်တစားကံကိုထုတ်တော့ရမယ်တစားကံထုတ်တော့ရတာဟေးဒီမှာဘူးလေကြည့်ထားကြည့်လိုက်စားခေါင်းလင်းပေကိုတော်ကြီးဒါရွှေကူကြီးမောင်နှမသက်ရဲ့တိုင်လန်းရှင်ခေါင်းလင်းပေကိုတော်ကြီးဖေဗျာလူမိတ်ဆာလူအပ်တာတွေနဲ့နေမယ်ဆိုပြီးလူဘွားပြောင်းသွားမှာမဟုတ်ပါလားဖေဗျာဘာအတွက်ကြောင့်လူမိတ်ဆာဆရာမိုက်နဲ့ပြန်ပါလာရတယ်ဖေဗျာဒီမှာ fight take ဥပဆောင်ပါဟမ်ဒါခေါင်းလင်းပေကိုတော်ကြီးမှန်မိမယ်အခုငတေဖြစ်နေငါထားရနေငါစေရသွားငါခိုင်းတာလုပ်တယ်ငါကြုံငတေဖြစ်နေပြီရောနောက်ဆုံးမင်းတိုက်တကားဖွင့်ပေးမလားမဖွင့်ပေးဘူးလားဒါပဲပြောအိုးဘာပဲဖြစ်နေဖွင့်ပေးနိုင်ဘူးမဖွင့်ပေးနိုင်ဘူးအေးကြည့်ရသေးတာပေါ့နင်အသေးဘလောက်မာတယ်မမာတယ်ဆိုကြည့်ရသေးတာပေါ့ကဲ
အိုးဘာပဲဖြစ်ဖြစ်မဖွင့်မဲနိုင်ဘူးမဖွင့်မဲနိုင်ဘူး ဟောကောင်းပြီဖွင့်မပေးနိုင်ကြားရကွာနေအသက်မာကြီးမောင်းမာကြီးမောင်းကောင်းပါလေကောင်းပါလေ လောပါနဲ့ကိုလေးမနေစပါနဲ့တော့ကျွန်တော်ရှော့ပေးပါပြီကဲဒါဆိုတိုက်ကားခုကွပြီပြေပါမယ်ဒါပေမဲ့တိုက်တယ်တော့တရားပဲဝင်လို့ရမှာပါကောင်းပြီဒါဆိုနည်းနည်းလို့
ငါသိစိတ်မရှိတော့ဂျန်နရယ်ရှင်းနေအောင်ဒီလိုပြောပြောရင်ငါချုပ်လိုက်မှာတော့ဒီရောက်မလုပ်ပါနဲ့ဒီမှာတော့လိုက်ပြအောင်မောင်ကြီးမှားတယ်ဒီရနာရနမရရမောင်မလေးရှင်းနေပါများလာရဲ့ရှင်းရှင်းချုပ်ထားရနာရအမောင်လည်းလည်းကန်နော်ဘာလို့ယူလို့မရလဲဒီအရာကြီးပြင်ကျင်တော့လေပြုတ်ကြရတာပေါ့တိုက်ဆိုဖို့အခုတော့လေဘိုးတိပါအဲ့ဒါငါမြေးတို့ရဲ့မောင်ကြီးခေါင်းလေးပေပေါ်ရဲ့မောင်ကြီးကရနာရယူလို့ရဲ့ကိုယ်ယူလို့မရပါဘူးကိုယ်ဟုတ်တယ်ကျုပ်ယူလို့မရဘာလို့ဘာကြောင့်မှလည်းခေါင်းလေးပေဟောဒီရေနာရီဟာမောင်ရင်တို့ကျုပ်တို့အစင်ဆက်ကနေပြီးတော့စောက်ရှောက်လာခဲ့ရန်နာရီပဲကွာအဲ့ဒီရန်နာရီကိုမောင်ရင်ကလူဝက်ကြောင်ကြီးနဲ့ထိဖို့ကြိုင်ဖို့ကြိုးစားနေတာကိုဖယ်ရပါမယ်မောင်ရင်ဒီရန်နာရီကိုထိချင်ရင်ကြိုင်ချင်ရင်မောင်ရင်ရဲ့ရင်ဘဝဥစ္စာလောက်စားတယ်ပြန်ဆင်ရလိမ့်မယ်အဲ့ကျုပ်ကဘာလို့မှမလဲအရှင်မလို့ပါနဲ့ဘုံဘစီစီပေးပါဒီပါဦးအပြည့်စုံသေးပါဦးခေါင်းလေးပြီမောင်မင်းရဲ့အရင်ဘဝကိုပြန်ရောက်ဖို့อ่ะမနောကျုပ်စလွယ်လွယ်ရပေဖို့မောင်ကြီးကအချစ်တီလာဆရဏနဲ့ပြည်စုံကြတာမို့လို့ထမလို့အတွက်ဘာမှမဆိုးရင်ကြတယ်တို့တွေတနေ့ပြန်ဆောင်ကြပါစေလို့ဆုတောင်းကြတယ်အောက်စာဆောင်ခေါင်းလေးပြင်နေတာမောင်မင်းရဲ့အရင်ဘဝဟောင်းကိုပြန်တရိရပြီလားဘဝဟောင်းကိုပြန်တရိရပြီလားအောင်ရင်ဟာခေါင်းလေးပင်ကိုတော်ကြီးဖြစ်တယ်ဟောဟိုကသကစိမ့်မင်းသမီးရဲ့ညီမတော်နာနုငယ်တို့နဲ့အတူဟောဒီရွှေကူကြီးမောင်နှမတိုက်ကိုစောင့်ရှောက်ခဲ့သူဖြစ်တယ်တနေ့မှာတိုက်ဆရာတယောက်ရောက်လာပြီးဟောဒီရွှေကူကြီးမောင်နှမတိုက်ကိုတူးဖို့ရောက်လာခဲ့တယ်ဒီလူမိတ်ဆောင်နေရေးဖို့မောင်မင်းကိုငါစီမှာခွင့်တောင်းတယ်ဆရာမိုက်တစ်ဒီကိုဘာလာလုပ်လာတူလို့ပါဘောဒါကဖျားတိုက်တဲ့မပြီးလားတဲ့အခုထွက်ပါလားပြန်လို့လာတော့တိုက်တူလားပြန်ပါတော့ရှိဘယ်လိုတည်းမဲမှာလဲအပေါ်ကပဲစားကြဒါ
မင်းငါစီကဘာခွင့်တောင်းခဲ့လူလောကလူရွာဒီလိုမိစ္ဆာရှိနေအောင်ပါပဲသာသနာအတွက်စောင့်ရှောက်ဖို့ထားတဲ့ရေနာတိုက်ချောင်းနှိုက်ချင်နေရတယ်ဒီလိုမိစ္ဆာကိုနှိမ်နှင်းဖို့လူတီလူရွာတွားခွင့်ပြုပါလို့ခွင့်တောင်းခဲ့ပါတယ်မောင်ရင်ဆက်လာရောက်ကန်ပြည့်နေတာကြောင့်ငါကိုယ်ကိုခွင့်ပြုခဲ့တော့ပဲလူမိစ္ဆာတွေကိုနှိမ်နှင်းဖို့အောက်ဆောင်သောဘဝကဘဝပြောင်းသွားတယ်မောင်မင်းကမောင်မင်းကြောင့်လူမိစ္ဆာဘဝနဲ့ဒီကိုပြန်ရောက်လာတယ်ပြောစမ်းမခေါ်နေပြီကျွန်တော်သိပါတယ်ဘို့အားလုံးသိတိုက်ဆရာမိုက်ရဲ့ထင်းချုပ်ခြင်းကိုခံလိုက်ရတယ်ဒီလိုအဖြစ်မျိုးကြော်ရတာခုအမားကိုသိအနှံကိုပြင်มาတော့တိုက်ဆရာမိုက်ကိုကျွန်တော်ကိုယ်တိုင်ဆုံးမလိုက်ပါမယ်ကိုကောင်းလာပြီသင်ဤအစွမ်းများပြန်လည်ရရှိနိုင်ရန်အတွက်မနောချုပ်ဆိုရင်အားသင်ဤကိုနဲ့မကွာဆောင်ထားပါလို့ခေါင်းလေးပူနေတာရေနာရီပါရေနာရီပြမလေမင်းရည်တိုက်နေတယ်မယ်တက်တောင်ပြန်ပြီးတော့ထားတော့မင်းဘာဖြစ်လို့ရေနာရီယူလာဟမ်ခင်ဗျားကရေနာရီကိုတိတ်လို့နေတာပေါ့ဟုတ်လားလို့ချင်တော့ဒီလိုရောက်ခဲ့ဒီလိုမျိုးခိုင်းရတယ်ဘယ်ကလေးဘယ်ဖောင်းလာလဲတောင်းလို့လာလဲဒီပါဆရာရွှေကူကြီးမောင်နှမတိုက်ဖျားတိုက်တရားတိုက်ပြခင်ဗျားတို့မိစ္ဆာလုံးဝမထိုက်တယ်အော်ငါမွေးတယ်မြောက်ခါဗျာငါ့ကိုပြန်ချောက်နေဒီပါဆရာကျုပ်ရဲ့ဘဝမှာကျုပ်ကိုသိသွားတယ်ခင်ဗျားကျုပ်ကိုလှည့်လာလို့မရတော့ဘူးခင်ဗျားအခုချက်ချင်းအဝေးကိုထွက်သွားဟာဒီချိန်ကြီးရောက်ပါဘယ်တော့မှပြန်ဘူးကွာမင်းကိုတပ်ပြီးမှာရေနာရဲ့အကုန်လုံးကိုယူပြီးမှပြန်မယ်ဟိုးကြိုက်ငါမွေးထားတဲ့အကောင်လေးမိစ္ဆာလေးငါရှိအကောင်လာကြဇက်ရှုပ်ညက်ထုတ်ခြေကျုံပြီးတော့လေဒီမှာဆရာကြီးခ
ခင်ဗျားရဲ့မိစ္ဆာပညာရက်တွေကလူပြည်လူရွာတတော်အပ်နေပဲဒီတော့ခင်ဗျားရဲ့ပညာရက်ကိုကျုပ်နှုတ်လို့ရပြီလိမ့်မယ်ဘယ်လိုပါလဲကျုပ်တဲ့ပညာတွေကိုနှုတ်လိုက်ကျုပ်တဲ့จิตထားတဲ့အကောင်ကြီးမိစ္ဆာတွေကကျုပ်ကိုတတ်တော့မှာမရဘူးဆရာညာမရဘူးဗျာကံကံရဲ့အကျိုးပဲခမည်းလုပ်ခဲ့တဲ့အကုသိုလ်ကခမည်းပြန်ခံရမှာပဲဒိုးလေးမော်ကြီးပန်းကြီးတော့ဘာတွေဖြစ်လာကြတာလဲကျကျွန်တော်တို့ဒီမှာနေရကောင်တောင်းနေနေလို့ရ